3 သိန်းဘာလဲဆိုလို့ရှိရင်တော့ကျွန်တော် Samsung S24 Ultra ကြီးကို parking အစ်စ်တိုင်းဟိုမှာ parking ဈေးထက်ကို3သိန်းတက်တာပြီးတော့ကန်ရမှာပဲဖြစ်ပါတယ်ခင်ဗျာ3သိန်းတက်တာပြီးတော့ parking ဖောက်စစ်ဟိုမှာ Samsung ရဲ့ official running 17လကျော်ကြာမှာတော့မိတ်ဆွေရပ်ပိုင်းပဲအသုံးပြရသေးပါပဲဖြစ်ပါတယ်ခင်ဗျာချိန်ကိုင်းရတော့မရှိတဲ့အစ်စ်ဆက်ကြီးပဲဖြစ်ပါတယ်ခင်ဗျာ display လို့ရှိရင်120 ရဲ့ refresh rate ရပြီးတော့အဲ့ဒါဟိုမှာ ATP ကို AMOLED ဖြစ်လို့ 1Hz to 120Hz ကိုအလိုလျောက်ချိန်ကြီးပေးတဲ့ system ပေါင်းဝင်မှာဖြစ်ပါတယ်ခင်ဗျာကင်မရာလို့ရှိရင်တော့ 200MP သုံးထားပြီးတော့ zone 100 ထိဆွဲလို့ရတဲ့အပြင် battery 9000နဲ့4.5 watt ရမှာပဲဖြစ်ပါတယ်ခင်ဗျာ performance အကျန်းကြီးတွေကိုလိုက်ရှာနေတဲ့သူတွေအတွက်လည်း Snapdragon 8 Gen 3ကိုသုံးပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာ gain လား display လားကင်မရာလားဒီကိုအစားအစာရပြည့်စုံတဲ့ဖုန်းရဲ့ဈေးနှုန်းလေးရဆိုရင်တော့ပြင် Redmi 256ကိုမှာအာမခံ Samsung showroom အာမခံ17လဆိုကျန်တဲ့ကောင်မှာ Samsung showroom အာမခံ17လဆိုကျန်တဲ့ကောင်မှာ33သိန်း5000နဲ့ပါမိတ်ဆွေ Samsung quality တွေအတွက်အသစ်တော်လုံးပဲဖြစ်လို့ကြိုက်နေတက်လို့မှာယူနေဆိုရင်တော့ကျွန်တော်ကိုနေမင်းမိုဘိုင်းတိုင်လေးစာလေးဖြစ်တဲ့ Android ကလက်မပေါ်33လမ်းနဲ့34လမ်းကြားကြောက်သားမြို့နယ်ပဲဖြစ်ပါတယ်ခင်ဗျာဖုန်းနံပါတ်အနေနဲ့တော့3999543208ပဲဖြစ်ပါတယ်ခင်ဗျာကိုနေမင်းမိုဘိုင်းယုံကြည်မှုကပထမဝန်ဆောင်မှုကအဓိက